လူတိုင်းကတင်းစီမာလေးလိုချင်တာရှိလို့ကတ်တာရလို့မို့ရှိလို့သူတို့လိုချင်တဲ့အရာကိုတင်းစီမာရှိနေလို့အတွက်ကတ်အကယ်၍တင်းစီမာလိုချင်တာမရှိပဲအတွက်ကတ်မယ်ဆိုဒီလူတွေကိုတံမိုးထားပြီးကို့ဘေးမှာဘလောက်ပဲကို့ကိုအတွက်ကတ်ညှိတွဲနေပဲစီတစ်ချိန်ချိန်သူတို့လိုချင်အောင်ရသွားပြီဆိုရင်အချိန်တိုင်းပြန်ခွဲခွာရမယ်လို့ကြည့်ဆိုတော့ကိုအာမကိုခဲ့ဘူးဆိုတော့ရှိရင်ဒီလိုလူတွေကိုပိုအားကိုးနေမယ်ဆိုရင်တော့ဘဝကလမ်းမရောက်ဘူးလို့တော့ခံစားရအကယ်၍ဒီလိုလူတွေကတင့်ကိုအကြောင်းပတ်ချက်ပြီး reason တွေပြီး lesson တွေပြီးသွားတယ်ဆိုတင်စိတ်မဆိုးဘလို့လူမျိုးကိုမှတင်စိတ်မဆိုးပါဘာလို့လဲဆိုလို့ရှိရင်ဒီလူတွေကတင့်ကိုအမုန်းတီ lesson တွေလက်ပြီးတယ်ဆိုတာကတော့ skin နဲ့တော့မဟုတ်သူတို့မျိုးဘဝကြီးပြောင်းလဲလာဘူးတော့တို့က lesson လက်ပြီးတာကိုတို့ပို့အောင်ကျေးဇူးတင်ရအမာတို့ဒီလူတွေမုန်းနေမယ်အစား positive vibe နဲ့တွေးပြီးကျေးဇူးတောင်တင်တယ်ไม่มีใครเขาตายเพียงเพราะคนอื่นไม่รักมีแต่คนที่ตายเพราะไม่รักตัวเองรักคนอื่นมากไปมากกว่ารักตัวเองรักเองเจ็บเองจะไปโทษใคร